ထပ် exercise တစ်ခုကိုထပ်ပြပေးမှာဖြစ်ပါတယ်ဒီ exercise လေးလိုက်ပါလေ့ကျင့်မှုအတွက်အရင်ဆုံး Google မှာအငွေ့ဒီဇိုင်းလေးတွေသို့မဟုတ်ဒီလိုမျိုးမီးကိုဒီဇိုင်းလေးတွေကိုရှာထားတာဖြစ်ပါတယ်အဲ့ဒီမှာကိုလိုချင်တဲ့ဒီဇိုင်းလေးတစ်ခုတွေ့ပြီဆိုရင် right click copy လုပ်ပြီးတော့ Photoshop မှာသုံးမှာဖြစ်ပါတယ်file နဲ့ကနယူးတစ်ခုကိုခေါ်လိုက်မယ်ခေါ်ပြီးတဲ့အခါမှာ photo site တစ် site ကိုချိုးပေးရမယ်မြည်သည့် version နဲ့မဆိုလိုက်ပါလှုပ်ဆောင်လို့ရတယ် CSS ကနေပြီးတော့ CSS version အထက်တွေဆိုပို့ပြီးတော့ကောင်းပါတယ်เนาะဟုတ်ပြီဒီမှာဆိုရင်စာရွက်တစ်ခုခေါ်ပြီးပြီဆိုတာနဲ့ခုနတော့က copy ယူလာတဲ့ဟာလေးကို edit ထဲက paste ခေါ်လိုက်မယ်ဒါဆိုရင်နောက်ခံမှာပါလာတဲ့ background တွေကို remove လုပ်ဖို့အတွက်အရင်ဆုံးကတော့ဒီထဲက background eraser tool ကိုသုံးရပါမယ် option bar မှာဒီနေရာလေးเนาะဒီမှာ3ခုရှိရဒီအလဲကဒီဟာလေးကိုယူမယ်ယူပြီးတဲ့အခါမှာဒီနေရာမှာ discontinuous လေးထားပေးမယ်ပြီးပြီဆိုရင်ဒီမှာအမှန်ချစ်လေးတစ်ချက်ထည့်ပေးမယ်ထည့်ပြီးတဲ့အခါမှာ background ကိုဒီလိုမျိုးပို့ချလိုက်ပါ mouse လေးကိုဖိဆွဲပြီးတော့ Photoshop အခြေခံရှိရသူမှသာလိုက်လုပ်တာပို့ပြီးတော့အဆင်ပြေပါတယ် Photoshop အခြေခံမရှိသူအတွက် Photoshop အခြေခံနေစပြီးတော့လေ့လာလို့ရမယ့်စာအုပ်လေးကိုထုတ်ထားပေးပါတယ်သင်ရိုးစာအုပ်လေးကိုလေ့လာနေတဲ့သူတွေကဒီသင်ခန်းစာကိုလိုက်လုပ်ကြည့်ပို့ပြီးတော့လွယ်မှာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်ဒီညမှာရှိတဲ့ဟာတွေအကုန်လုံး remove လုပ်လိုက်မယ်ဒါတွေကမလို့ဆိုရင်ဒီနေရာမှာတကယ်တော့ eraser ကိုသုံးလိုက်လေပုံမြန်ပါတယ်ပုံမှာရှိနေတဲ့အစိပ်ပိုင်းအတွက်သာ background eraser သုံးရတာပို့ပြီးတော့အဆင်ပြေစီတယ်ဟုတ်ပြီเนาะဒါလေးရောက်သွားပြီဆိုရင်တော့ကိုကြိုက်တဲ့လို့ control T လုပ်မယ်ကိုလိုတဲ့လို့ဒီမှာလှည့်မယ်လှည့်ရတာဖြစ်ပါတယ်ဒါမျိုးနှစ်ခုသုံးညင်တာဖြစ်တဲ့အတွက် Alt နဲ့ပွားမယ် control T လုပ်မယ်လှည့်ပြီးတော့ချမယ်ပြီးရင်ပို့ပြီးတော့quick ကောက်လုပ်ချင်နေဆိုရင် right click လုပ်ပြီးတော့ warp ကိုသုံးပြီးတော့quick အကောက်လေးတွေပို့ပြီးတော့ဖန်တီးလိုက်လို့ရပါတယ်ပြီးသွားတဲ့အခါမှာဒီလိုစာလေးတွေကိုရိုက်ထားတာဖြစ်ပါတယ်စာရိုက်ဖို့အတွက်လည်းအရှိမဖိုင်နေတင်ထားပြီးပါပြီအခုဒီလိုမြင်းချောင်းလေးတွေဆွဲဖို့အတွက်ကကြတော့ rectangular marquee tool ကိုသုံးလို့ရတယ်သုံးတဲ့အခါမှာlayer အသစ်ခေါ်ပေးရမယ်เนาะခုနနောက်ခံ background remove လုပ်တာအရင်ကိုရေးကြည့်ပါတယ်layer အသစ်ခေါ်ပြီးတော့ကိုကဒီမှာဆွဲလိုက်မယ်ဆွဲပြီးသွားရင်အကယ်၍လက်မငြိမ်ဘူးဆိုတဲ့သူကအဲ့လိုအကြီးဆွဲပြီးတော့ Alt delete နဲ့အရောင်ဖြည့်ပြီးသွားတဲ့အခါမှာ rectangular marquee tool နဲ့ selection ပြန်ယူပြီးမလိုချင်တဲ့စိတ်ပိုင်းကို delete လုပ်လိုက်တာဖြစ်ပါတယ်အဲ့လိုနီးနဲ့ဒါလေးတွေကိုဖန်တီးထားတာဖြစ်ပါတယ်စာအုပ်လေးကိုဝယ်ယူလေ့လာနေတဲ့သူတွေအကုန်လုံးကအခုသင်ခန်းစာကိုလိုက်ပြီးတော့လေ့ကျင့်လို့ရတယ်လို့ပညာနာဖိုင်တွေလည်းအများကြီးတင်ထားတာဖြစ်တဲ့အတွက်ဝင်ရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်သင်ရိုးစာအုပ်လေးကိုမာယူလေ့လာခြင်းနဲ့ဆိုတဲ့လူကဟားလိုက်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ